အပိုင်းသုံးမှာရှောင်းရံတယောက်ချီဆွမ်းလေးချင်းရင်မိလဲသွားခဲ့ပါတယ်ဒီတော့ဝိညာဉ်ဆရာသခင်လည်းရှောင်းရံကိုကုသပေးလိုက်ပါတယ်ဒဏ်ရာကိုကုသပေးရင်ဝိညာဉ်ဆရာသခင်လည်းရှောင်းရံကိုတုတ်ချီအစင်လေးထိရအောင်တိုးမြင့်ပေးလိုက်ပါတော့တယ်အဲ့လိုဖြစ်ဖြစ်တွေဖြစ်နေတဲ့အချိန်မှာပဲမျိုးထဲမှာလည်းပုတ်တိုက်မှုတွေဖြစ်လို့နေပါတယ်ရာဖေးဆိုင်အိမ်မှာကျင်းပမဲ့လေးလံပွဲအတွက်လက်မှတ်တွေဝယ်ယူကြတဲ့အခါမျိုးနွယ်ကြီးသုံးစုကထုံးစံအတိုင်းထူးရန်လက်မှတ်တွေကိုဝယ်ယူလိုက်ပါတယ်အဲ့ဒီထဲမှာရှောင်းရင်တော့လဲပါတာပေါ့ဒါပေမဲ့ရှောင်းရင်တော့အနေနဲ့ဘာထူးရန်လက်မှတ်ကိုမှဝယ်ယူလို့မရတော့ပါဘူးဘာလို့လဲဆိုရင်ကြားလဲအိမ်တော်ကအကုန်လုံးကိုဝယ်သွားလို့ပါပဲဒီအခြေအနေစာဆုံးကိုစောင့်ကြည့်နေတဲ့သူတဦးလည်းရှိပါတယ်သူကတော့ရာဖေးဆိုင်ကသခင်ပါရာဖေးဆိုင်အနေနဲ့စီးပွားရေးကိုသာအဓိကအာရုံထားပြီးတော့ပဲဆိုင်ဘက်မှမလိုက်ပဲနေဖို့ဘက်မလိုက်ပဲမို့တုံးပြနေတာပဲဖြစ်ပါတယ်။ဗမ်းမလိုက်ပဲနေခြင်းကသူတို့ဆိုင်ရဲ့အတွက်အကျိုးမြတ်အများကြီးရရှိမှာမွန်းလွန်ပါပဲ။အဲ့ဒီအချိန်မှာရှောင်းရံတယောက်သတိပြန်ရလာပါပြီ။ပေါက်စီတွေတင်းတင်းတဘိုးစားတောက်လို့နေပါတယ်။စားရင်တောက်ရင်ဝင်းကြီးဆရာသခင်ရဲ့ပေါက်စီယူစားပုံကိုသဘောကျပြီးယူစားတဲ့တိုင်းခွက်ကိုတင်ခိုင်းမာတော့တယ်။အဲ့ဒီတိုင်းပညာကတော့ရှီကျန်းဆုပ်ယူတိုင်းမှာရှီကျန်းဆုပ်ယူတိုင်းဟာဆိုလို့ရှိရင်ဒဏ္ဍာရီအဆင့်ကအနိုင်ဆုံးတိုင်းပညာတစ်မျိုးပဲဖြစ်ပါတယ်။အဲ့ဒီတိုင်းပညာကိုကျွမ်းကျင်သွားပြီဆိုလို့ရှိရင်တန်နဲ့ချီတဲ့ကြောက်တုံးတွေကိုတော့နေရာရွှေ့ပြောင်းပြီးလိုသလိုပြုလုပ်လို့ရမှာဖြစ်ပါတယ်။တယောက်နဲ့တယောက်တိုင်းခြားကြတဲ့နေရာမှာလည်းဒီတိုင်းပညာကအများကြီးအထောက်အကူပြုပြီးတစ်ဖက်လူကိုအများကြီးထိခိုက်စေနိုင်တာပဲဖြစ်ပါတယ်။နောက်ပြီးရှောင်းရံရှိဈေးကဝယ်လာခဲ့တဲ့ရှေးအောင်ပစ္စည်းအပိုင်းစာလေးအောက်မှာပဲရှီကျန်းဆုပ်ယူတိုင်းရဲ့နောက်ဆက်တွဲတိုင်းဖြစ်တဲ့ရှီကျန်းမီလက်ဝါဆုပ်ယူတိုင်းပညာပါဝင်နေပါတယ်။ဒီတော့ဆရာသခင်လည်းအဲ့ဒီပညာတွေကိုရှောင်းရံကိုသင်ပေးပါမယ်လို့ကတိပေးလိုက်ပါတော့တယ်ဒီလိုနဲ့ရှောင်းရံလည်းရှောင်းအိမ်တော်ကိုပြန်လာခဲ့ပါတယ်အိမ်တော်မှာရွှွှဲရကတိုင်းပြိုင်နေပါတယ်တိုင်းပြိုင်နေရကရှောင်းရံကိုမြင်လိုက်တော့မြင်မြင်လက်ဆက်သက်ပြီးရှောင်းရံကိုတွားပြီးနှုတ်ဆက်ပါတယ်တွားနှုတ်ဆက်နေရင်ရှောင်းရံထူးခြားနေတာကိုရွှွှဲရတတိထွားမိသွားပါပြီတည်တည်ချာချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ရှောင်းရံကတုတ်ချီအစင်လေးထိရောက်ရှိနေပြီဖြစ်ကြောင်းကိုသိရှိသွားပါတော့တယ်ဒီတော့တုတ်ချီအစင်လေးနဲ့လိုက်ဖက်မဲ့တိုင်းပညာကိုရှာဖွေပြီးရှောင်းရံကိုပေးလိုက်ပါတယ်ရှောင်းရံလည်းရွှွှဲရပေးလိုက်တဲ့တိုင်းကျန်းကိုယူပြီးဆရာစီကိုပြေးပါတော့တယ်ဆရာစီကိုအရောက်မှာတော့အထင်းနဲ့အမြင်နဲ့တက်တက်ဆင်အောင်လွဲလို့သွားပါပြီသူထင်တာကဆရာကဒီတိုင်းကျန်းကိုသင်ပေးမယ်ပေါ့နောက်ပြီးတော့သူ့ကိုချီးကျူးမယ်ပေါ့ဒါပေမဲ့ဝင်းကြီးဆရာသခင်ကတော့အဲ့ဒီတိုင်းကျန်းကိုအပေါ်စားတိုင်းပညာဆိုပြီးတခြားတိုင်းပညာတစ်ခုကိုပဲပေးလိုက်ပါတယ်အဲ့ဒါကတော့ဆက်တကန်ကြေကွဲတိုင်းပဲဖြစ်ပါတယ်အဲ့ဒီတိုင်းပညာကတုတ်ချီအစင်9ကိုရောက်မှသာကျင့်ကြံလို့ရမှာဖြစ်ပြီးစွမ်းအားကြီးတဲ့တိုင်းပညာလည်းဖြစ်ပါတယ်အဲ့ဒီတိုင်းကိုကျင့်ဖို့အတွက်ဆရာသခင်ကရှောင်းရံရဲ့ကြောကိုမီးလက်ဝါးနဲ့ရိုက်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နာကျင်မှုကသာအစင်မတိုးဖို့အတွက်အလွယ်ဆုံးနဲ့အမြန်ဆုံးနီလန်ဖြစ်လို့ပါပဲအဲ့ဒီမီးလက်ဝါးရဲ့နာကျင်မှုကနေတဆင်ရှောင်းရံရဲ့အတွင်းအားတွေကိုတိုးစေမှာပါနောက်ပြီးတော့ဆရာသခင်ကဆေးညွှန်းတွေကဆေးတွေများများဝယ်ခဲ့အောင်လို့ပြောလိုက်တာကြောင့်ရိုက်ခံနေရတဲ့နေရာမှာလန့်ဖြန့်ပြီးဆရာကိုကြည့်မိသွားပါတော့တယ်ဆေးပစ္စည်းတွေထပ်ဝယ်နိုင်ဖို့တခုတည်းသောနီလန်ကတော့ဆေးကိုပြန်ရောင်းလိုက်ဖို့ပါပဲဘာလို့လဲဆိုတော့သူရှွန်းရယ်ကိုပေးရမယ်ပတ်စံအောင်ပြန်မပေးရသေးဘူးလေသူ့မှာတခြားဝင်ငွေဘယ်မှာရှိမှာလဲဒါပေမဲ့အဲ့ဒီဆေးလုံးကလည်းအနိုင်ဆုံးဆေးလုံးမှာဆရာသခင်ကိုယ်တိုင်ပြောထားတာပါရှောင်းရံလည်းရုပ်ဖြက်ပြီးရာဖေးဆိုင်ရင်တော့မှဝိညာဉ်ဆေးလုံးရောင်းချဖို့လာခဲ့ပါတယ်ရာဖေးသခင်မှာကရှောင်းရံကိုဘယ်သူလဲတီးရဖို့စစ်စစ်ကြည့်ကျင်နေပေမဲ့ရှောင်းရံကတော့တကွက်ပြလိုက်ပါတယ်မင်းကတော့ဆက်လာနေပါငါကတော့ဆက်ပြီးတော့ရုပ်ဖြက်နေပါမယ်လို့တခွန်းနဲ့ပြောလိုက်ပြီးရာဖေးကိုနောက်ထပ်ဆက်မလုပ်ဖို့တတိပေးလိုက်ပါတယ်ရာဖေးလက်ဆက်ပြီးရုပ်ဖြက်ထားတာကိုမစုံစမ်းတော့ပဲဝိညာဉ်ဆေးလုံးကိုသာလီလန်တင်ဖို့လုပ်ပါတော့တယ်လီလန်ပွဲမှာဆိုရင်လည်းအိမ်တော်ကလူတွေကပစ္စည်းဝယ်ဖို့အဆင်သင့်ဖြစ်နေကြပါပြီရာဖေးကဝိညာဉ်ဆေးလုံးကိုလူတွေကိုထုတ်ပြလိုက်ပြီးဆေးကိုစတင်မိတ်ဆက်ပါတော့တယ်ဆေးကိုကြားလဲအိမ်တော်ကအပြင်းထန်လူယူဖို့ကြိုးစားနေပါတယ်ဘာလို့လဲဆိုတော့ဒီဆေးလင်းကိုရေထဲစိန်ထားပြီးတော့စိန်ထားတဲ့ရေကိုတောက်ရင်းနဲ့တိုင်းကျင့်မယ်ဆိုရင်တုတ်ကျဲအဆင့်မရောက်သေးတဲ့သူတွေကအဆင့်တက်လန်းနိုင်မှာဖြစ်လို့ပါပဲတုတ်ကျဲဆိုတာကတုတ်ချီပြီးရင်ရောက်တဲ့အဆင့်မှာသားဖြစ်သူကိုတော်စေခြင်းနဲ့ရှောင်းသခင်ကြီးကရှိသမျှစည်းစိမ်တွေကိုပုံဟောပြီးဆေးလုံးကို4000ပေးပြီးဝယ်လိုက်ပါတော့တယ်ဒါကိုစင်မြင့်ဘော်ကရှောင်းရံလဲအဖေကိုချစ်ပြီးကျေးဇူးတင်ပါတယ်ဖေဖေလို့တီးလို့ရည်ညွှန်းလိုက်ပါတော့တယ်